တိုဂျိုမြို့ဟာကမ္ဘာပေါ်မှာလူကြီးအထူးထက်ဆုံးအလုပ်အများဆုံးမြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ဘယ်နေရာကိုပဲကြည့်ကြည့်လူတွေရထားတွေမီးပွိုင်းတွေနဲ့အရန်ကိုမှမွန်းချက်စရာလည်းကောင်းပါတယ်။ဒါပေမဲ့ဒီစူညံတန်တွေရဲ့အဝေးတင်နေရခရိုင်တစ်ခုရဲ့တော့ငယ်လေးထဲမှာတကယ့်ကိုအေးချမ်းပြီးတော့ထူးဆန်းတဲ့တမိုင်းကြောင်းရှိတဲ့ကျောင်းတော်ကြီးတစ်ခုရှိနေပါတယ်။ဒီနေ့ကျွန်တော်အဲ့ဒီကိုသွားမှာပဲဖြစ်ပါတယ်။ရထားနဲ့ကားနဲ့ထိတာတော့အချိန်တစ်နာရီဝက်လောက်တော့ကြာတော့ဗောနော်ဆိုတော့ကျွန်တော်အခုဖျားเจ้าကိုရောက်နေပါပြီတိုဂျိုမြို့အီတာဘာရှိခရိုင်အကာဆူကနေရာမှာတည်ရှိနေတဲ့ဂျော်ဒန်ဂျီဖျားเจ้าဟာနှစ်ပေါင်း630ကျော်ရှိခဲ့ပြီဖြစ်တဲ့ရှေးဟောင်းဂျိုတိုဖျားเจ้าတစ်ခုဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့စရုပ်ဓာတ်အကြီးဆုံးဖြစ်တဲ့တိုဂျိုဒိုင်ဘူဆုဗုဒ္ဓရုပ်ပွားတော်ရှိတဲ့လျှို့ဝှက်နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီမှာဝင်ချင်းဆိုအယုံနှုတ်တွေ့မယ်ဗျာညုံကဘယ်ဘက်ရုပ်ကပါဇက်ဖွင့်တယ်ကျွန်တော်ညာဘက်ကအယုတ်ကပါဇက်ပိတ်တယ်ပေါ့တရုံနဲ့တရုံမတူအုံကြောနဲ့အာကြောဆိုပြီးအယုံနှုတ်ရှိလူမြန်မာပြည်မှာဆိုရင်တော့ချင်းတစ်နှစ်ကောင်ပေါ့နော်အဲ့လိုနဲ့ခက်စင်ပေါ့ဒီမှာတော့သူတို့ကဘလူးရုပ်ပဲခေါ်မလားတော့မသိဘူးပေါ့ဒီရုပ်ကြီးတွေကအရန်ရာသဝင်နည်းနည်းတော့ကြီးတယ်ပေါ့နော်ကျွန်တော်အထဲကိုဆက်ပြီးတော့ကြည့်လိုက်ပါမယ်နော်ဖះเจ้าအဝင်ဝဆမ်မွန်တကားနှစ်ဖက်မှာရက်နေတဲ့အာကြောပါဇက်ဟာနဲ့အုံကြောပါဇက်ပိတ်နှစ်ရုပ်ကိုကြောက်တုံးနဲ့ထုလုပ်ထားပါတယ်ဂျပန်မှာတော့ကြောက်တုံးနှစ်ရုပ်နှစ်ဖះကအလွန်ရှားတဲ့ထဲမှာပါပါတယ်အယုတ်ကြီးတွေရဲ့အာကောင်းကြောင်းမဲ့ဖွယ်အမူအရာကလည်းဖះเจ้าကိုကာကွယ်ပေးနေတယ်လို့ခန်းစားနေရပါတယ်1923ခုနှစ်ကန်တိုငလင်နဲ့1945ခုနှစ်တူကျူဘုံကျဲတိုက်ခတ်မှုတွေအောက်မှာဖះเจ้าနဲ့ပတ်ဝန်းကျင်ရလူတွေအများကြီးဆုံးရှုံးခဲ့ရပါတယ်စစ်ပြီးနောက်ပိုင်းတူကျူမြို့ချဲ့ထွင်ရေးနဲ့အမြန်လန်းဆောက်လုပ်ရေးကြောင့်ဖះเจ้าရဲ့နေရာကိုလမ်းချဲဖို့အတွက်လိုအပ်လာခဲ့ပါတယ်1981မှာ1983ခုနှစ်အတွင်းဖះเจ้าတစ်ခုလုံးကိုလက်ရှိနေရာအာဂါဆူဂါရဲတိုက်ရဲ့နေရာကိုပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီနေရာဟာဟိုးအရင်တုန်းကရှေးပေါင်းစစ်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဖះเจ้าရဲ့ညာဘက်အဝင်ဝမှာအဲမာလို့ခေါ်တဲ့ရောင်စုံကက်လေးတွေကိုအများကြီးချိတ်ထားတာတွေ့ရပါလိမ့်မယ်ဖះဖူးတဲ့သူတွေရဲ့ကိုယ်ပိုင်ဆူတောင်းကျင်တာလေးတွေကိုရေးမှတ်ပြီးတော့ချိတ်ထားကြတာဖြစ်ပါတယ်နှစ်ကုန်ရင်မီးရှို့ဖြက်စီးပေးတဲ့ဒလေးလည်းရှိပါတယ်နိုင်ငံခြားဧည့်သည်တွေရေးထားတဲ့အဲမာကက်လေးတွေလည်းအများကြီးရှိပါတယ်ကျွန်တော်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေဆူတောင်းပြီးရေးထားခဲ့တဲ့အဲမာကက်လေးတွေလည်းအများကြီးတွေ့ခဲ့ရပါတယ်အမေနေကောင်းပါစေတဲ့အဖေလည်းကောင်းရပုံပေါ်ရောက်ပါစေတဲ့အမတွေလည်းအဆင်ပြေပါစေတဲ့ညီလေးလည်းအမြန်ကြောင်းပြီးအလောက်ကန်နေအမြန်ရပါစေတဲ့ဗီဇာကိစ္စတွေလည်းအဆင်ပြေပါစေအရှင်ဖေဟာဒီကျောင်းတော်ရဲ့အဓိကအမှတ်သားကတော့တိုကျိုဒိုင်ဘူဆုလို့ခေါ်တဲ့မဟာဗုဒ္ဓရုပ်ပွားတော်ကြီးပဲဖြစ်ပါတယ်။ကြီးညိုစစ်စစ်နဲ့တွန်းလုပ်ထားတဲ့ဒီထိုင်တော်မူရုပ်ပွားတော်ကြီးဟာပလင်အောက်ခြေကနေတိုင်းရင်အမြင့်12.5 မီတာရှိပါတယ်။ဗုဒ္ဓရုပ်ပွားတော်ရဲ့ပလင်ဟာမြေပြင်ကနေပြီးတော့2 မီတာအကွာမှာရှိပြီးတော့ကြာပန်းကုံအမြင့်က2.3 မီတာရှိပါတယ်။ရုပ်ပွားတော်ကြီးရဲ့တီးသက်ထိုင်တော်မူအမြင့်ဟာ8.2 မီတာရှိပြီးတော့ဂျပန်နိုင်ငံမှာစတုထမြောက်အကြီးဆုံးကျေးဇွန်ဖះကြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့တန်ချိန်အဖြစ်32တန်ရှိတဲ့ဒီဖះကြီးကိုဘာကြောင့်တည်ခဲ့တာလဲဆိုတဲ့အကြောင်းရင်းကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီဖះကြီးကို1989ခုနှစ်ခန့်မှာတည်ထားခဲ့တာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ဂျပန်နိုင်ငံမှာအတိတ်ကကြုံတွေ့ခဲ့ရတဲ့အလွန်ဆိုးဝါးလှတဲ့ကန်တိုငလင်ဘေးဒုတိယကမ္ဘာစစ်အတွင်းတိုဂျိုဘုံကျဲခံရမှုကြောင့်တိတ်ဆုံးသွားခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေစစ်သူရဲကောင်းတွေကိုရည်စူးပြီးတော့နောက်အနာဂတ်မှာဒီလိုကြေကွဲစရာစစ်ဘေးတွေတဘာဝဘေးတွေထပ်မကြုံပြစေနဲ့တော့ဆိုတဲ့ကမ္ဘာငြိမ်းချမ်းရေးဆူတောင်းချက်နဲ့တည်ထားခဲ့တာဖြစ်ပါတယ်ရုပ်ပွားတော်ကြီးရဲ့မျက်နှာတော်ကိုကြည့်လိုက်ရင် TJ အေးချမ်းလို့လာသမျှဧည့်သည်တွေရဲ့စိတ်ကိုလည်းငြိမ်းချမ်းစေပါတယ်တင်ကိုင်းကြောက်တွေလမ်းမှာတွေ့အမြဲဖယ်ပြရဘာကျင့်လည်းမသိဘူးတင်ကိုင်းကြောက်တွေလမ်းပေါ်ကျတာတို့လမ်းမှာဒီလိုခင်းနေတာမျိုးဆိုလို့ရှိရင်လမ်းမှာဟိုခံရမျိုးဆိုရင်ကျွန်တော်အရန်ဖယ်တာအရင်ကကျင့်ဘာကျင့်မှန်းမသိတော်ထဲမှာတောင်တက်တော့ကလည်းအဲ့တိုင်းပဲတင်ကိုင်းကြောက်တွေလမ်းမှာနည်းနည်းရှောက်ကြတာအဆင်မပြေဘူးဆိုတော့လေလူကမောတယ်တောင်တက်တာဒါပေမဲ့ကျွန်တော်ရအောင်ဖယ်ပြီးတော့မှ
ရှေ့ဆက်သွားမဟုတ်ရင်အဲ့ဒီတေကိုင်းကြောင်းတွေမဖယ်ဘဲနဲ့လမ်းမခံနေတဲ့တေကိုင်းကြောင်းမဖယ်ဘဲနဲ့ပြန်လို့ရှိရင်သွားလို့ရှိရင်စိတ်ထဲမှာကိုစိတ်ထဲမှာတမျိုးကြီးခံစားတိတ်ပြီးတော့နေလို့ခံလို့မကြိုက်ဘူးမဖယ်ဘဲနဲ့သွားလို့စိတ်ခံစားချက်ကိုမကြိုက်ဖယ်ပြီးသွားတော့မှစိတ်ရှင်းလက်ရှင်းနဲ့ထပ်ပြီးတော့သွားအဲ့လိုသွားအရန်ကိုမှဘယ်လိုပြောမလဲဖះကြီးတရားကြီးရှိတယ်ဒီဖះရဲ့ဒီဘက်ဘေးနားမှာတော့တုတ်တန်နေပါတော့ရှိတယ်ပေါ့နော်သူတို့ရဲ့ဒါတုတ်တန်တွေတော့ကျွန်တော်မရိုက်တော့ပါဘူးဘာလို့လဲဆိုတော့သူတို့ဂျပန်လူမျိုးတွေကဒီတုတ်တန်တွေပါရိုက်ရင်တိတ်မကြိုက်ကြတော့လေအဲ့တော့ကျွန်တော်တို့မရိုက်ပြတော့ဘူးပေါ့နော်မင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးကြည့်ပေးတယ်ကျွန်တော်တကယ်ချင်းတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါအောင်မယ်ခင်ဗျာကျွန်တော်ကတော့ကိုစုဖြစ်ပါတယ်